Okay အဲ့တော့60နှစ်ဆိုတော့ ship break ပြီး ship break ပြန်ရိုက်တယ်ပေါ့နော်အဲ့တော့လက်ရှိထိအပူးတွေစရိုက်ဆင်းတယ်3ချိန်ပြီးတော့ ship break ပြန်ရိုက်တယ်အဲ့တော့ထိုင်တွေက share စားနေပြီတိုင်က share စားတယ်အဲ့တော့ hot စီခွန်ရှစ်ကိုပြတ်တယ်ပေါ့နော်ကျွန်တော်ဒီရက်ပိုင်းကို hot စီအားမကိုနဲ့လို့ကျွန်တော်မျိုးတွေကျွန်တော်အများအားပြောတယ်ဘာကြောင့်လဲဆိုတော့အခုဂျပန် hot တွေကတိတ်မကောင်းဘူးဗျာဘာလို့လဲဆိုတော့ပြောက်တောက်တွေပေါ့တယ်အချိန်နောက်ကျတယ်အဲ့တော့တခုခုတော့ hot နေရာမှာထူးဆန်းနေတယ်ပေါ့နော်ဒါကြောင့် hot တွေကိုတတ်နိုင်သလောက်အာမကိုတွေနဲ့လောစေပေါ့နော်အဲ့တော့ကျွန်တော်လက်မတွေနှိပ်ပြပါအောင်လက်မတွေကျွန်တော်ရေးကြည့်တာပြောချင်တယ်အဲ့တော့တနင်္လာနေ့က99ရယ်96ရယ်စောစောစီညီကိုဆင်းတယ်နော်အပူးညီကိုဆင်းတယ်အခုဒီလက်ရှိပါဝါလက်ခတ်တွေတော့ပေါ်သေးဘူးအပူးရညီကိုရယ်ပေါ်သေးတယ်ဒိုင်ကြီးကတော့တောက်လျှောက်စားနေတာပေါ့နော်အခုဆိုရင်ကျွန်တော်တို့ပြောက်ကနေနေတော်တော်များများကြံနေသေးတယ်ပေါ့နော်3လို့3ညဆိုပြီးခဲ့တဲ့ပတ်ကလေးကပြောင်းနေတာဒီနေရာမှာကိုကအစားတင်ပြီးတော့အော်ပြီးတော့အရင်မစောနေတော့ဘာကြောင့်လဲဆိုတော့အချိန်ကြီးမကောင်းဘူးပေါ့နော်ဒီတစ်ပတ်ကခဏကပေါ်တော့ပေါ်မယ်ဒီပုံစံတိုင်းဆိုရင်တော့ထိုးသားတွေကိုနောက်ကျမှပေါ်ခြင်းတဲ့ပုံစံဖြစ်နေတယ်ပေါ့နော်ဒါကြောင့်ကိုက3လိုက်တဲ့လူဖြစ်ဖြစ်3ညလိုက်တဲ့လူဖြစ်ဖြစ်ကျွန်တော်ပေးထားတဲ့ကောက်ကွက်တွေရှိတယ်ကောက်ကွက်လေးတွေကိုစော်ပြပါကောက်ကွက်အရေးကြီးပါတယ်ကောက်ကွက်နဲ့အမျက်မယူရင်တော့မှအရင်တော့ရအောင်ယူပါနော်ဟုတ်ပြီနောက်တစ်ခုကဘာလဲဆိုတော့မပြောက်ခွေပေါ့နော်ကျွန်တော်မနေ့ကမပြောက်ခွေပြောပေးတယ်မပြောက်ခွေကိုအပူးထဲဆော့ပါဘာကြောင့်လဲဆိုတော့ကိုကြတဲ့တက်ခွေဗျာ9လုံးတဲ့တက်ခွေမှ10ကွက်ပဲရှိတယ်အပူးထဲဆော့15ကွက်ပေါ့နော်အဲ့လောက်လေးမှမဆော့နိုင်ဘူးဆိုရင်တော့အဆင်မပြေဘူးပေါ့နော်မပြောက်ခွေဆိုတော့အခုဆိုရင်တက်ခွေပဲကြံတော့တယ်ဟုတ်တယ်ဟုတ်ဆိုတော့အလက်ရှိဆိုရင်ပြောက်ကနေအများကြီးပဲပေါ့နော်ပြောမယ်ဆိုရင်တစ်တွေပြောက်တယ်3ညတွေပြောက်တယ်3ပြောက်တယ်4ပြောက်တယ်ခွန်ပြောက်တယ်ခဏနေတော်တော်အများကြီးကြံနေတယ်အခု9ချိန်ပဲကြံတော့တယ်9ချိန်ပဲကြံတော့တဲ့အချိန်ဒီမှာတော့တော်တော်ကြီးကို risk များတယ်ပေါ့နော် risk များတယ်ဆိုတော့9ချိန်မှာခဏ9လုံးပေးစင်မလားအချိန်ရှိတယ်အဲ့တော့တစ်ချက်ကြည့်ရအောင်